အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါဒီနေ့မှာတော့ကျွန်တော်တို့ Mindel point 2000ဘယ်လိုယူရမလဲဆိုတာလေးကိုကျွန်တော် sharing လုပ်ပြီးတော့မှာဖြစ်ပါရဲ့เนาะဒီဆိုကျွန်တော်တို့ဖုန်းမှာရှိတဲ့ဒီ Mindel ID တွေဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီတွေကိုတစ်ချက်ဝင်ရမှာပါเนาะဒီတွေဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီဝင်လိုက်လို့ဖုန်းမှာဒီလိုစာမျက်နှာမှာပေါ်ပဲနဲ့ဒီညာဘက်အပေါ်တောင်လေးမှာဘိုင်ဆိုတဲ့ဟာလေးပေါ်နေရင်သူ့ကိုဝယ်ပေးရမယ်เนาะဘိုင်ဆိုပြီးတော့ကျွန်တော်200ကျပ်နဲ့ဝယ်ပေးရမယ်ဒီကလေးဝယ်အဲ့လိုဝယ်ပြီးတော့မှပဲကျွန်တော်ဒီလိုမျိုးပေါ်လာမှာပေါ့เนาะအရင်ဆုံးကျွန်တော်တို့ဒီထဲကိုတစ်ချက်ဝင်မယ်เนาะဒီဟာအတွက်အရင်ဆုံးဝယ်မယ်အပေါ်ဆုံးဟာအတွက်အဲကြောင့်လို့ကျွန်တော်တို့ဒီဖုန်းထဲဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ star 9ခွန်9 share Mindelပြင်ကျွန်တော်တို့ daily 1ဆိုတဲ့အားလေးကိုနှိပ်ပြရမယ်နှိပ်ပြီးကျွန်တော်တို့ confirm ပေးရမယ်နော်1 confirm ဒီမှာဆို thanks ဆိုရပြီတကယ်လို့ကျွန်တော်တို့ကဒီမှာဝယ်ပြီးပြီဆိုရင်ကျွန်တော် unsubscribe ပြန်လုပ်ပေးရမယ်တကယ်လို့ unsubscribe မလုပ်ပေးဘူးဆိုရင်သူက daily ကျွန်တော်တို့ချီရနေပြီးတော့ဘေးတွေဖြစ်နေမှာဖြစ်ပါတော့အဲကြောင့်လို့သူ့ကိုအခုတရက်ထဲဝင်မှာဖြစ်တဲ့အတွက် unsubscribe ပြန်လုပ်ပေးရမယ်အဲကြောင့်လို့သူ star 9.5 share ဆိုပြီးတော့ပြန်ဝင်မယ်ပြီးရင်ကျွန်တော်တို့ unsubscribe လုပ်မှဖြစ်တဲ့အတွက် number 3ကိုရွေးပြီးတော့ဆက်နှိပ်ပေးမယ်ပြီးရင်1 confirm ဒီလုံးဝ message လေးကြားလာရင်တော့ရပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီမှာဆိုရင်အပေါ်မှာ300ရပြီပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒုတိယတစ်ခုအတွက်ဒီဟာအတွက်ကျွန်တော်တို့ကထပ်ဝင်မယ်ပေါ့နော်ကျွန်တော်တို့ star 999 share Mindelပြင်ကျွန်တော်တို့က daily ဝင်မှာဖြစ်တဲ့အတွက်1ပြင်ကျွန်တော်တို့က1 debut ပြင်ကျွန်တော် unsubscribe ပြန်လုပ်ပြရပါတော့အဲကြောင့်မလို့သူ့ထဲကိုပြန်ဝင်လိုက်မယ် star 999 share ပြင်ကျွန်တော်တို့က unsubscribe လုပ်မှာဖြစ်တဲ့အတွက် never full ရွေးပြရမယ်ပြင်1အောင်မြင်စွာပဲဖြတ်ပြီးဒါဆိုရင်တော့ရပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာအတစ်တိုးလာတာကအတစ်တိုးလာတဲ့ဟာရှိတယ်ဒီဟာရှိတယ်ပေါ့နော်ဒီဟာကသူ Mindel နဲ့ချိတ်ဆက်ထားတဲ့ဒီ TV 360ဟာကိုသူက login ဝင်ပြီးတော့ဒီ software ကိုပေါ့နော် install လုပ်ပြီးတော့သူ့ရဲ့ account နဲ့ဒီ Mindel မှာထည့်ထားတဲ့ဖုန်းနံပါတ်နဲ့ account register လုပ်ရင်သူကဒီ point 400ရတာပေါ့နော်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြမယ်ဒီမှာကသူကျွန်တော်ယူပြီးသားမှုတွေမှာ claim ဆိုပြီးပေါ်တာတကယ်လို့Play Store ကနေမဆွဲဘဲနဲ့ဒီကနေပြီးတော့ go ဆိုရင်ပေါ်လိမ့်မယ်အဲ့ဒီကနေတိုက်ရိုက်သွားလဲရတယ်မသွားဘဲနဲ့ကျွန်တော် Play Store ကနေသွားလဲရပါတော့Play Store ဝင်လိုက်မယ်ပြီးပြင်ကျွန်တော်တို့ကဒီမှာ TV 360ရိုက်လိုက်မယ်360ဒီမှာ TV 360ပိုင်း Mindel ဆိုပြီးတော့ပေါ်နေတယ်ဒီဟာလေးပေါ့နော်ဒီဒုတိယဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသူ install ဆွဲပေးလိုက်မယ်နော်install ဆွဲပြီးတော့ကျွန်တော်တို့ဒီမှာဒီ software တွေကိုတစ်ချက်ဝင်လိုက်မယ်ဝင်ဒီမှာဒီလိုပေါ်လာရင် alarm ကိုပဲနှိပ်ပေးလိုက်မယ်နော်ဝင်ပြီးရင်ကျွန်တော်တို့ကဒီညာဘက်အပေါ်ဆုံးမှာရှိတဲ့ဒီ account လေးကိုတစ်ချက်ဝင်လိုက်မယ်ဟုတ်နော်ဒီထဲကိုတစ်ချက်ဝင်လိုက်မယ်ဒီထဲဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာ login ဆိုတာလေးဝင်ရမယ် login ကိုနှိပ်လိုက်နှိပ်ပြီးကျွန်တော်တို့ကခုန Mindel မှာရှိတဲ့ Mindel ID မှာဝင်ထားတဲ့ဒီ Mindel ဖုန်းနံပါတ်နဲ့ပဲဒီမှာဝင်ပြရပါတော့အဲကြောင့်လို့ဒီမှာကျွန်တော်ဖုန်းနံပါတ်ရိုက်လိုက်မယ်confirm ဒီမှာကကျွန်တော်တစ်ခါ login ဝင်ပြီးတော့ဖြစ်လို့ဒီမှာ password အရင်လှမ်းတောင်းတာတကယ်လို့သူကအသစ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီဖုန်းနံပါတ်က SMS ကိုကြာလာတယ်ကြာလိုက်ဒီမှာရိုက်လိုက်ပြီးတော့password ရိုက်လိုက်ပဲဆိုရင်ကျွန်တော်လိုပဲဒီမှာဒီလိုမျိုး claim ဆိုပြီးတော့ပေါ်နေပါပေါ့နော်
ဒီမှာဒီဟာအတွက် TV 360အတွက်400 point ဆိုပြီးတော့ပေါ်နေပါပါเนาะပြီးရင်ကျွန်တော်တို့ကဒီအပေါ်မှာ daily ဆိုတဲ့ဟာလေးရှိတယ်ဒီမှာဒီ daily ဆိုတဲ့ဟာလေးอ่ะသူကကျွန်တော်အခုက10ရက်ပဲပြီးတယ်ဖြစ်တဲ့အတွက်တစ်ရက်ကို50 point စီဝင်ယူလို့ရတယ်ပေါ့เนาะပြီးရင်ကျွန်တော်ဒီအောက်ဆုံးမှာရှိတဲ့ link 1ဖုန်းနံပါတ်ဆိုတာကကျွန်တော်တို့ဒီ link အတွက်ဒီ link ကိုချိန်ဖို့အတွက်ကျွန်တော်တို့ minded ပဲဖြစ်ဖြစ်Telenor ပဲဖြစ်ဖြစ် Audio ပဲဖြစ်ဖြစ်လက်တစ်ခုနဲ့ချိန်ပြီးတော့ဒီမှာ point 300ယူလိုက်ပေါ့နော်တကယ်လို့ဒီကျွန်တော်တို့ကဒီတစ်ခုလုံးအကုန်လုံးဒီမှာပြည့်သွားတယ်ဆိုရင်ဒီအပေါ်က600ဆိုတဲ့ claim ဆိုတဲ့ဟာလေးကပေါ်လာမှာပေါ့နော်ဒီဟာလေးကပေါ်လာမှာပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီဟာတွေအကုန်မပြေဘူးဆိုရင်ဒီ600 point ယူလို့မရဘူးပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်